ကြားလေးစိန်ကအနုပညာလုပ်တယ်မလုပ်တော့ဘူးပရာဟိတတွေပဲလုပ်နေတဲ့အတွက်အနုပညာမလုပ်တော့ဘူးလို့များသတင်းကြားရင်ကြားလေးစိန်ကိုတက်တဲ့မဲ့ထမင်းငတ်အောင်ဖန်တီးပေးတာပါလို့ပဲနားလည်ပေးကြပါဒကမကြီးဒီပွဲလေးတော့ကျူးပေးပါအောင်ပေါ့ဒီပွဲလေးတော့ကျွတ်တို့ဆရာတော်ပူဇော်ပေးပါအောင်ပေါ့ဟောတော့ဘလို့ပြလို့လဲဘုံဘုံကြီးဖေရတပည့်တော်အလုပ်လုပ်ပါတယ်ပေါ့ဟုတ်လို့လားဒကမကြီးကပရာဟိတတွေလုပ်နေတဲ့အတွက်ပေါ့နုပညာအလုပ်တွေမလုပ်တော့ဘူးပေါ့အဲ့လိုသတင်းတွေထွက်နေလို့ပေါ့ဆရာတော်တွေကိုနိုင်ကပြောတာပေါ့ပြီးတော့အများအကျိုးအတွက်ပရာဟိတကိုကျိုးမဖက်ပဲနဲ့မိမိထမင်းမိမိစားပြီးတော့အမေကြားစိတ်ဆင်းရဲတော့ကခံပြီးတော့လုပ်တာပါပရာဟိတကိုသို့ပေမဲ့လည်းအမေကြားမှာအတ္တဟိတရှိပါသေးတယ်အမေကြားချမ်းသာတဲ့မင်းသမီးမဟုတ်ပါဘူးညက်စရာတီအလောင်းကိုမလေးချမတို့ကိုပူဇော်ခွင့်လေအဲ့လိုဟုတ်တယ်အမေကြားပရာဟိတတွေလုံနေလို့သမီးတို့ကြားတယ်မလားအမေကြားလဲကြားရတယ်ဆရာတော်တွေကိုတိုက်ကမေးတာပေါ့ဒကမကြီးဒီပွဲလေးတော့ကျူးပေးပါအောင်ပေါ့ဒီပွဲလေးတော့ကျွတ်တို့ဆရာတော်ပူဇော်ပေးပါအောင်ပေါ့ဟောတော့ဘလို့ပြလို့လဲဘုံဘုံကြီးဖေရတပည့်တော်အလုပ်လုပ်ပါတယ်ပေါ့ဟုတ်လို့လားဒကမကြီးကပရာဟိတတွေလုံနေတဲ့အတွက်ပေါ့နုပညာအလုပ်တွေမလုပ်တော့ဘူးပေါ့အဲ့လိုသတင်းတွေထွက်နေလို့ပေါ့ဆရာတော်တွေကိုနိုင်ကပြောတာပေါ့နော်အဲ့တော့ပရာဟိတဆိုတာကတော့အမေကြားရဲ့နှလုံးသားနဲ့ရင်းပြီးတော့အလူရှင်သူတော်ကောင်းတွေကိုအကူအညီတောင်းခံပြီးတော့အများအကျိုးအတွက်ပရာဟိတကိုကျိုးမဖက်ပဲနဲ့မိမိထမင်းမိမိစားပြီးတော့အမေကြားစိတ်ဆင်းရဲတော့ကခံပြီးတော့လုပ်တာပါပရာဟိတကိုသို့ပေမဲ့လည်းအမေကြားမှာအတ္တဟိတရှိပါသေးတယ်အမေကြားချမ်းသာတဲ့မင်းသမီးမဟုတ်ပါဘူးဒီအတွက်အမေကြားမှာအသက်66နှစ်မိခင်ကြီးနော်မောင်နေညီမတွေတူတွေတူမတွေပေါ့နော်သားသမီးလေးတွေပေါ့ဒါအခုဆိုလို့ရှင်သမီးတို့မြင်တဲ့အတိုင်းပဲအမေကြားရင်မှာအားလုံး16ယောက်နော်16ယောက်ရောက်လာတဲ့မောင်လေးနဲ့ဆိုလို့ရှိရင်19ယောက်ပေါ့ဒါတနေ့စာနော်တနေ့စာ19ယောက်ပေါ့မိကြကဘသူလာလက်မတားတတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်အမေပညာလိုချင်လို့ပါလို့လာတဲ့ကလေးတွေကိုဒီလောက်ကြက်တဲနေတဲ့အချိန်မှာနင်တို့လည်းငါကျွေးပြီးမသိနိုင်ဘူးလို့မပြောရက်ဘူးအဲ့တော့ကလေးလေးတွေအောင်မသိတတ်ဘူးလားဆိုတော့အရန်သိတတ်ကြတာကလေးတွေကလေဒီကလေးတွေကအဝေးရောက်သားသမီးတွေကလည်းအဝေးမှာမို့လို့အမေပေါ်မှာကောင်းကြပါတယ်အနီးရှိတဲ့သားသမီးတွေကလည်းအနီးမှာမို့လို့ကလေးတွေကကောင်းကြတယ်အဲ့တော့အမေကြားရဲ့ပညာကိုပေးဖို့အမေကြားဝင်မလေးဘူးဘာဖြစ်လို့လဲပေးရမယ်ပညာကိုပေးရမယ်ပေါ့နော်နောက်ဆုံးပေါ့ရှိတာမျှစားပြီးတော့ဒီပညာကိုအမေကြားတို့တည်ရင်လဲတည်သွားလို့ရတဲ့ပညာတွေမှမဟုတ်တာအဲ့တော့ကိုမသိခင်ကိုယ့်ရဲ့မျိုးဆက်အနေနဲ့ကိုယ့်အမွေကိုလိုချင်တဲ့သားသမီးမှန်သမျှအကုန်လုံးကိုအမေကြားလက်မတားတန်းပေးပါတယ်ဒီအတွက်အမေကြားမှာအတ္တဟိတရှိရပါတယ်နော်အဲ့တော့ဒီကလေးတွေပညာလာယူတဲ့အချိန်ခါမှာကျွေးနိုင်ဖို့နောက်ကြမေကြားရဲ့သက်ရှိဖျားပေါ့66နှစ်အမေကြီးစေဖို့ပေါ့နော်တက်က66နှစ်ဆိုတော့အမာစာမစားနိုင်တဲ့အခါမှာအမေအတွက်ပေါ့နူးညံ့တဲ့အစားအစာလေးတွေကျွေးနိုင်မှုစေဖို့ဘာညာတောက်တူမေရပေါ့အဲ့ဒါတွေမေကြားရှားပါတယ်မေကြားတွင်းကြီးမရှိပါဘူးစုဆောင်းထားတဲ့အမေကြားမှာငွေတုပ်လည်းမရှိပါဘူးရွှေတုပ်လည်းမရှိပါဘူးဒီအတွက်အမေကြားဒီအမှုပညာအလုပ်ကိုလုပ်ရပါတယ်သို့တော်မရှိတဲ့ပွဲတွေကိုဘယ်ဘုန်းကြီးတွေပြန်လုံတော်မူတယ်လည်းမသိဘူးပေါ့နော်ဘုန်းကြီးပြန်ပွဲတွေငါ့ကိုလာငှားရင်တော့ကောင်းပါပဲဆိုတဲ့မင်းသမီးတွေမှာတော့လုံးဝဣတိနာတစ္ဆဝိစေနအမေကြားစုမတောင်းမှုဒါပေမဲ့ဒီပညာလေးတတ်ထားတာဖြစ်တဲ့အတွက်ရှိလာရင်တော့ပူဇော်ခွင့်လိုချင်တဲ့မင်းသမီးအစ်စ်အမှန်ပါဒီအတွက်အမေကြားအမှုပညာအလုပ်တွေမလုပ်တော့ဘူးလို့ပြောတာဒီအမေကြားကိုတက်မဲ့ဒုက္ခပေးတာဖြစ်ပါတယ်အမေကြားမှာမိသားစုမိဘရှိတာဖြစ်တဲ့အတွက်အတ္တဟိတအတွက်လည်းအမေကြားရှာရပါတယ်ပရာဟိတအတွက်ကိုလည်းအမေကြားကကိုထမင်းကိုစားကိုရေကိုတောက်ပြီးတော့အလူရှင်သူတော်ကောင်းတွေကိုမေတ္တာယူပြီးတော့အမေကြားပရာဟိတကိုလည်းလုပ်ပါတယ်ဒါလေးကိုနားလည်ပေးစီခြင်းပါတယ်သူများထမင်းလောက်တော့မေကပုတ်မချခြင်းလှုပ်စားကြပါကိုအောင်ကိုနော်အမေကြားကလေအမေကြားကိုလာငှားတဲ့ပွဲတစ်ပွဲပေါ့နော်တွေးကြမှာပါအမေကြားကလူကောင်းတွေကလည်းတုံးတဲ့အခါကျတော့အမေကြားနည်းနည်းလေးတော့ကြေးလေးနည်းနည်းတက်တယ်ပေါ့ကြေးလေးမြင့်တယ်ပေါ့ဒါတောင်မှပဲအမေကြားကိုဗစ်တွေပါတွေမဖြစ်ခင်တည်းကကြေးကိုခုချိန်ထိမတက်ဘူးအမေအမေကြားရဲ့အဖွဲသားတွေကြတော့ကုန်စည်နှုန်းအရတက်ပေးရတယ်လေနောက်တစ်ခါ transport ကလည်းတအားတက်တာဟုတ်
အရင်တော့တသိန်းခွဲဆိုတဲ့လမ်းဟာအခုအမေကြတို့3သိန်းခွဲ4သိန်းပေးရတယ် transport ကလည်းအရန်တက်သွားတယ်ဒါပေမဲ့အမေကြလေတောင်းခံထားတာအိုးငါတို့တောင်ခက်ခဲတာပဲဟိုဘုန်းကြီးပြန်ပွဲတပွဲဖြစ်တယ်ပေါ့ဘသူကဘုန်းကြီးပြန်ပွဲကြီးကိုဟုတ်ရမလားဒီဆရာတော်ကြီးကိုပြန်လုံတော်မူစေခြင်းပါလေသဘောတစ်ခုကမဖြစ်လို့ဆရာတော်ကြီးကလည်းပြန်လုံတော်မူသွားတယ်နောက်ဆုံးအနေနဲ့တပည့်တကာတွေနဲ့ဟုတ်လားနောက်ဆုံးအနေနဲ့တာဝန်ချီခြင်းနဲ့အနေနဲ့စုပေါင်းပြီးတော့လုပ်ကြတယ်ဒီအခါမှာကုံစင်းနှုံးကြောင့်အမှုပညာရှင်တွေကလည်းဘလို့တက်သွားတယ်ဆိုတဲ့ဟာကြီးကိုဟိုမလွယ်လှဘူးပေါ့အဲ့ဒီပေါ်မှာအမေကြားတို့ကအမေကြားတန်းနိုင်တဲ့လောက်ကလေးအမေကြားဘက်ကကဲဖွဲ့သားတွေတိုးတာလဲတိုးရော့ငါဘက်ကပဲအနစ်နာခံမယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ပဲအမေကြားလုံးဝကိုဗစ်မဖြစ်ခင်တည်းကကြီးကိုအခုချိန်ထိမတက်ဘူးမတက်ဖဲနဲ့အမေကြားတောင့်ခံပြီးတော့ဒီလုပ်ကိုလုပ်ပေးထားတယ်ညက်စရာတီအလောင်းကိုမလေးချမတို့ကိုပူဇော်ဘူးလေနောက်တစ်ခါပေါ့ဘာလုပ်လဲဆိုတော့အမေကြားညဘက်ကလေးအလှခံတယ်ညဘက်ကျတော့အမေကြားအရေးကြီးကျူးပေါ့နော်ဟိုမင်းသုံးကန်ပေါ့ဝင်ကျူးပေါ့အခါကျလည်းအမေကြားအလှခံတယ်ပေါ့မနေ့ဘက်ကျတော့နတ်ကျူးပေါ့နတ်ကျူးကြတော့လေအမေကြအလှခံတယ်အဲ့လိုမနေ့တစ်ချိန်ညတစ်ချိန်အလှခံတဲ့ပတ်စံကိုကြတော့ဒီအလှရှင်သူတော်ကောင်းတွေပြန်ပြီးတော့လှူလိုက်တယ်ပြိတ္တတွေပြန်ပြီးလှူလိုက်တဲ့အလှငွေကြတော့လေအမေကြဇာပနာကိုဆရာတော်တွေကိုပြန်အပ်တာဖြစ်တဲ့အတွက်မိကြကျေးဇူးပြန်ဆက်တဲ့သဘောပါပဲနော်ကြားလေးစိန်ကိုငှလိုက်တာဘလောက်ကြီးဟေးပေါ့ဟိုတဝဲတုံးကဆိုရင်မိကြ24သိန်းလောက်ရတယ်အလှခံတာလေရကြတယ်18သိန်းခွဲပေါ့နော်16သိန်း15သိန်းပေါ့10သိန်းပေါ့9သိန်းပေါ့အနိုင်ဆုံးကတော့8သိန်း9သိန်းပေါ့အဲ့လိုမျိုးတွေရကြားလေးစိန်ကိုငှတဲ့ကြီးလေးနည်းနည်းပြန်ခုသွားတာပေါ့လေအဲ့လိုပုံစံမျိုးလေးနဲ့ပြန်ကျေးဇူးဆက်ပေးတယ်အမိကြားကလေအဲ့လိုမင်းသမီးပါဟိုဟာပေါ့စားကောင်းတဲ့အသီးကိုပဲစားပါတယ်မစားကောင်းတဲ့အသီးကိုမစားပါဘူးနော်နောက်ပြီးတော့လဲကုသိုလ်နဲ့အကုသိုလ်ခွဲပြီးတော့မှအလုပ်လုပ်တဲ့မင်းသမီးဖြစ်ပါတယ်ဒီအတွက်ပြိတ္တများကြားလေးစိန်ပေါ်မှာကြားလေးစိန်ကအမှုပညာလုပ်တယ်မလုပ်တော့ဘူးပရာဟိတတွေပဲလုပ်နေတဲ့အတွက်အမှုပညာမလုပ်တော့ဘူးလို့များတရင်ကြားရင်ကြားလေးစိန်ကိုတဲမဲ့ထမင်းငတ်အောင်ဖန်တီးပေးတာပါလို့ပဲနားလည်ပေးကြပါနော်ကျမဒါပေမဲ့လေကြားလေးစိန်ကထမင်းငတ်သလားဆိုလို့လည်းမငတ်ပါဘူးပရိသတ်ကခုချိန်ထိကြားလေးစိန်ရဲ့နှလုံးသားကိုလေးလေးဆဆနဲ့တန်ဖိုးထားပြီးတော့ချစ်ခင်ပြီးတော့ကိုစောင့်ရှောက်နေတဲ့ပရိသတ်တွေအခုပြောသလိုပေါ့ကျမကတက်ရှိဖျားကိုကိုွယ်တဲ့မင်းသမီးဖြစ်တဲ့အတွက်မြင်အပ်မမြင်အပ်သူတော်ကောင်းတွေစောင့်ရှောက်ခြင်းကိုအထူးခံနေရတဲ့မင်းသမီးဖြစ်ပါတယ်။ကြာရဲ့ပရာဟိတမှန်သမျှဝိုင်းဝန်းစောင့်ရှောက်နေကြတဲ့သူတော်ကောင်းများအတ္တဟိတအနေနဲ့မိခင်တက်ရှိဖျားကြီးကိုကြာကိုကိုွယ်နိုင်အောင်စောင့်ရှောက်ပေးနေကြတဲ့မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များကျေးဇူးရှင်များထမင်းရှင်ဟင်းရှင်ကျေးဇူးရှင်ဆရာတော်တန်ဃာတော်ပရိသတ်ကြီးများအားလုံးကိုစိတ်နှဖျားဘေးရန်ကွာချမ်းသာကိုစိတ်မြဲကြပါစေကုံလုံးကျွယ်ဝလူတရကြပါစေယခုဘဝမှာစတင်ပြီးဘဝတိုင်းမှာမိမိကသာလင်ပေးကမ်းစွန့်ကြဲလူရန်နိုင်သောရွှေလက်တစုံကိုအပိုင်ရရှိကြပါစေလို့ကျွန်မမိဘကျေးဇူးဆက်မင်းသမီးကြားလေးစိန်မှာဆုတောင်းမေတ္တာများပို့သလိုက်ပါရရှင်